မင်္ဂလာပါရှင်စမြာကျမ်းမာချမ်းသာပြီးတော့လူဟန်စနာတွေပြေဝကြပါစေကကျွန်တော်ဒီနှစ်ရက်ကျန်တဲ့နှစ်ရက်အတွက်နော်အကောင်းဆုံးစူးစမ်းပေးထားပါတယ်ဗျဒီဟာတွေကိုကျွန်တော်နေ့တိုင်းကနေကိုမထုတ်ပြမီရွှေကဲကြီး1နှစ်မှာဘာတွေထွက်ပြီးလဲဘာတွေကျန်သေးလဲဆိုတာကိုကျွန်တော်ကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ရွှေကဲကြီး2မှာပထမဆုံးအနေနဲ့ရွှေကဲကြီး2မှာကျွန်တော်ပထမဆုံးဖွင့်ရက်နေ့မှာ3ရက်နေ့မှာကျွန်တော်ရွေးနေတာနော်4ရက်နေ့မှာကျွန်တော်သူမြဖိုင်နဲ့ထွက်ပါတယ်သူမြနှလုံးဘူးရတာနော်သူမြဖိုင်နဲ့ထွက်ပါတယ်ကဲ9ရက်နေ့မှာကြာတော့ကျွန်တော်1ရက်6ရက်မှာ1 bright အနေနဲ့ပဲထွက်သွားတယ်အဓိကတော့ကျွန်တော်ဖိုင်တို့ဦးစားပေးပြီးတော့မှန်းရတာဖြစ်တယ်bright ပဲထွက်သွားတယ်ဗျာနော်ဒါဆိုကျွန်တော်မနေ့ပြင်မှာ9ရက်1ရက်ရှိတယ်နော်9ဘာရေ bright ရေ1ဘာရေ bright ဒီဟာမှာဦးစားပေးအနေနဲ့ကျွန်တော်ဘာကိုဦးစားပေးရမှာဟုတ်ပြီဒါတော့ရွှေကဲကြီး2မှာထွက်နေတဲ့ပုံစံနဲ့ထုတ်ပြပေးတာဖြစ်တယ်ပြီးနေ့တိုင်းကနေကျွန်တော်တွေးပြီးတော့မင်းခွက်လေးနဲ့ထပ်ပြီးတော့ရွေးချယ်ကြတာပေါ့ဗျာနော်ဒါဆိုကျွန်တော်ရွှေကဲကြီး1ကိုကြည့်အောင်ရွှေကဲကြီး1မှာတပတ်တာအကောင်းဆုံးထိုက်စီနှလုံးကတော့ကျွန်တော်ရှေ့ကတော့နောက်ပိုင်းနေနေပဲထွက်နေတယ်ထိုက်စီနှလုံးမှာကျွန်တော်တလုံးလေးမထွက်သေးဘူးဗျဟုတ်ပြီ bright နေနဲ့ပြင်မယ်ဆိုရင် bright နေနဲ့လည်းမထွက်သေးဘူးတပတ်တာအကောင်းဆုံးဇာတ်ဝင်လေးမှာပြင်မယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခွက်ရယ်ဒီမှာတစ်ခွက်ရယ်အကုန်လုံးဒေးတွေပဲထွက်နေတာနော်အကုန်ခဲ့တဲ့ပတ်ကတော့ဒီခွက်လေးကဇာတ်ဝင်လေးက3ခွက်ထွက်တယ်ဒီဘက်ကတော့2ခွက်ပဲထွက်သေးတယ်နောက်ထပ်တစ်ချိန်ထွက်နိုင်တဲ့အလားလားရှိသေးတယ်ဗျဟုတ်ပြီနော်ဒီထဲမှာကျွန်တော်ဒီထိုက်စီနှလုံးမှာကျွန်တော်တို့မနေ့ပြန်တရားအားကောင်းလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့နေတိုင်းကနေလည်းထုတ်တဲ့အချိန်မှာထပ်ပြီးတော့ကျွန်တော်အမှတ်တောက်ပြီးတော့ပေးသွားမှာဖြစ်ပါတယ်တပတ်ပူပအခွဲကတော့ကျွန်တော်ဒီချိန်ပဲထွက်သေးတယ်ဗျာနော်ပူပအခွဲကတော့ဒီချိန်ပဲထွက်ပါသေးတယ်ကဲဒါဆိုရင်ကျွန်တော်မနေ့ပြန်အတွက်ဖိုက်စီကတော့3လုံးဖြစ်တယ်အထီးကနေကလည်း3လုံးဖြစ်တယ်ဟုတ်ပြီနော်ကီးရဲ့ bright လာပြီးဗျာဒီမှာပြောချင်တာကကျွန်တော်ဒီမှာ defect နေနဲ့ defect နေနဲ့တူတဲ့ကွက်ဖက်ပြီးတော့ကြာပြီဒီနေရာမှာပြောချင်တာကကျွန်တော်9ရက်နေ့နော်9ရက်နေ့ကကျွန်တော်ဒီတိုင်းပဲကြာတယ်ထပ်ပြီးတော့တစ်ပါရဲ့တစ်ကဒီဘက်မှာလည်းတူတယ်ဒီဘက်မှာလည်းတူတဲ့အတွက်အပူးတော့မဟုတ်ကျွန်တော်ဒီတစ်ပါစိုက်ချီ9ရက်နေ့ကဖောက်တယ်ဘာလို့ဖောက်လဲဆိုရင်ကျွန်တော်တို့ဒီအပတ်ဟာအပူးစိုက်ရှိတယ်လို့ကျွန်တော်ပြောပြီးသားဖြစ်တယ်အပူးထွက်ကိုထွက်မဲ့အပတ်เนาะဒီမှာဒီရွှေကဲကြီးတစ်ကိုတင်တဲ့နေရာပဲကျွန်တော်ဒီချာလေးပြောလိုက်ပါတယ်ဒီအပတ်ဟာအပူးထွက်ကိုထွက်မဲ့အပတ်ဖြစ်တယ်เนาะအပူးကစောစောကိုထွက်တော့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ size ကတော့ပထမတည့်9ရက်နေ့မှာကြားတဲ့ size ကပြတ်တယ်ဗျဘူးသုံးပေါင်းဒီ by size ကပြတ်တော့တယ်ကဲမနေ့ဖြန်လေးကျွန်တော်တို့ဒီ size ကြားတယ်ဗျ6ပါရဲ့အပူးသုံးမဟုတ်ဒီလေးတစ်လုံးကဘာအနေနဲ့လာတယ်ဒီလေးတစ်လုံးကဘာအနေနဲ့လာတဲ့ size ဖြစ်တယ်ပြောချင်တာကကျွန်တော်အပူးကလည်းထွက်ပြီးသားပြီဖြစ်တဲ့အတွက်ကြောင့်အပူးကိုလုံးမယ်ဆိုရင်လည်းအများကြီးတော့မလုံးသင့်ဘူးနော်ပထမဆုံးအပူးအနေနဲ့ထည့်မယ်ဆိုရင်ကျွန်တော်ဒီထိုက်စီးရလေကျွန်တော်ဗလင်းလာအင်ကအစီကျွန်တော်ရဲ့ရွှေကဲနေ့တိုက်ကဲထင်မှာထိုက်စီးနှလုံးလွှဲတယ်ထိုက်စီး3လုံးကလွှဲတယ်9ရက်နေ့ကစပြီးတော့ပြန်လာပြီမှန်တယ်ဆိုရင်လည်းဆက်ပြီးတော့ကျွန်တော်ဒီထိုက်စီး3လုံးထဲကမနေ့ပြန်မှန်တယ်တဲ့အလားလားရှိပါတယ်မှန်တယ်ဆိုရင်ဆက်မှန်မှာဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာ9ရက်နေ့ကထိုက်စီးဝင်နေတာနော်6 4 6ထိုက်မှာ6ထိုက်စီးဝင်နေဒါဆိုရင်ကျွန်တော်မနေ့ပြန်လေးထပ်ပြီးတော့ဒီထိုက်3လုံးကဝင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါကြောင့်ကျွန်တော်ဒီထိုက်3လုံးနဲ့အပူးလုံးချင်တဲ့ message တွေပြနော်ဦးစားရှိတဲ့အတွက်အပူးလုံးချင်တဲ့ message တွေကတော့ဒီ3ဝက်ပဲလုံးတင်ပါတယ်အများကြီးလည်းမလုံးနဲ့ပေါ့ဗျာနော်ထိုးချေကအလောက်ပဲထည့်ကြပါအပူကိုနော်အပူကိုကြိုက်တဲ့ message တွေထိုးချေကလောက်ပဲထည့်ကြပါဟုတ်ပြီဒါဆိုရင်တော့အတွဲပုံစံကဒီမှာဖြစ်ပါတယ်အတွဲပုံစံကိုတွေးမယ်ဆိုရင်စင်နဲ့ကွက်ဆိုင်ရတယ်ဒီထဲမှာနော်စင်နဲ့ကွက်ဆိုင်မှာဘာတွေပါလဲဆိုရင်
ဒါတော့စင်ကွက်ဆိုင်ရတယ်ဗျဒီစင်ကွက်ဆိုင်ကနေကျွန်တော်တို့မိန်းွက်တွေရွေးချယ်ရမယ်ဆိုရင်ဒီကွက်တွေအားကောက်လဲဆိုရင်ကျွန်တော်တို့ခုနရွှေကဲကြီးတစ်မှာကျန်တာကတော့ကျွန်တော်ထိုက်စီနှလုံးကျန်တယ်ပြီးရင် bright အနေနဲ့ကျန်တယ်နော်ဒီထိုက်စီနှလုံးမှာကျွန်တော်တူတဲ့ဟာကနေတာကနေမှာတူတဲ့ဟာဆိုရင်ဘာတူလဲဆိုရင်ဒီကောင်ကလာပြီးတော့တူနေတယ်ဗျအဲဒါကြောင့်ဒီလေးဝဲကိုအားကောင်းနေတယ်နော်ဒီလေးဝဲအားကောင်းနေတယ်ပြီးရင်ကျွန်တော်မိန်းခွက်တွေထပ်ပြီးတော့ကျွန်တော်ကြီးရ bright နဲ့တွေးပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် bright အနေနဲ့ယူမယ်ဆိုရင်ဒီထဲမှာမိန်းခွက်ထပ်ပြီးထုတ်လို့ရသေးတယ်ကျွန်တော်ဒီမှာမိန်းခွက်တွေဆိုရင်ဒီခွက်တွေရမယ်ဒီဝန်ထဲကနှစ်ခွက်အားထပ်ပြီးတော့အားကောင်းနေတယ်နော်ဒီလေးခွက်ထဲကထပ်ပြီးတော့မိန်းခွက်ရွေးချင်မယ်ဆိုရင်ဒီနှစ်ခွက်ကအားကောင်းတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာဒီခွက်ရဲ့သူများနဲ့ဒီမှာဒီခွက်ရဲ့နှစ်နဲ့ပတ်သက်လို့ကျွန်တော်သူများ bright လည်းရှိနေတဲ့အတွက်ကြောင့်ဒီမှာပြီးကျွန်တော်ဒီမှာ6ပါရဲ့6 bright ရဲ့နော်ကီးအနေနဲ့ဖြည့်ပြီးသားဖြစ်တဲ့ကြောင့် bright အနေနဲ့ယူမယ်ဆိုရင်ဒီမှာတစ်ခွက်ရမယ်10 bright ဆိုရင်ဒီမှာတစ်ခွက်ရမယ်10 bright ဆိုရင်ဒီမှာတစ်ခွက်ရမယ်ဒါဆိုရင်1 2 3 4 5 6 8ခွက်ရတယ်ဟုတ်ပြီနော်ဒီအကွက်တွေကဒီလောက်ရတယ်စင်ကွက်ထဲကထပ်ပြီးတော့ရွေးချယ်ရတာဆိုရင်ဒီအကွက်တွေကဒီလောက်ရတယ်ဒီထဲကထပ်ပြီးတော့တစ်ခွက်ကောင်းအနေနဲ့ထပ်ပြီးတော့ထုတ်ပေးမယ်နော်မဆင်မြဒီထဲကပဲတူတဲ့အကွက်တွေကိုရွေးချယ်ရမှာဖြစ်တယ်နော်တူတဲ့အကွက်တွေကိုရွေးချယ်ပြီးတော့ကြိုက်နေတဲ့အကွက်တွေကိုထုတ်ယူပြီးတော့အသုံးပြုပြနော်စင်ကွက်လုံးတို့ပုံမှန်ဆိုရင်စင်ကွက်လုံးကတော့လုံးလို့ရတဲ့အတိုက်တာရှိပါတယ်အများကြီးတော့မဟုတ်ပါဘူးပတ်သီးတစ်လုံးတော့မများဘူးစင်ကွက်ကနော်အဲဒါကြောင့်ဒီစင်ကွက်တွေကမိန်းကွက်ထပ်ပြီးရွေးချယ်ရမယ်ဆိုရင်ဒီကျွန်တော် white ထားတဲ့အကွက်တွေကတော့မိန်းကွက်တွေပဲဖြစ်ပါတယ်အေး white ထားတဲ့အကွက်တွေကထပ်ပြီးတော့တစ်ခွက်ကောင်းအနေနဲ့ထုတ်မယ်ဆိုရင်ဒီနေရာမှာထပ်ပြီးတော့ရွေးချယ်ပေးမယ်နော်တစ်ခွက်ကောင်းအနေနဲ့ဒီတော့မြင်ရပြီနော်တစ်ခွက်ကောင်းအနေနဲ့ရွေးချယ်ရမှာဆိုရင်ဒီကွက်တွေရွေးချယ်တယ်လေဆိုရင်ဟိုမှာဒါတော့ဒီခွက်ကောင်းအနေနဲ့ရွေးချယ်ရမှာဖြစ်ပါနော်ကျွန်တော်ထိုက်စီ3လုံးနဲ့နော်ထိုက်စီ3လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်အကွက်တွေကိုဒီလိုရွေးချယ်ရမှာဖြစ်တယ်ပြီးကျွန်တော်နောက်တစ်လုံးနဲ့ကျင်နေတယ်ဆိုရင်နှစ်နဲ့ကျင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့်နှစ်ကိုထိုက်စီ3လုံးနဲ့နော်ထိုက်စီ3လုံးနဲ့ဖြစ်တဲ့အတွက်ကြောင့်မင်းကတော့3ခွက်ထပ်ပြီးတော့ထုတ်တယ်အဲ့ထဲကပဲတစ်ခွက်ကောင်းကတော့ဒီမှာဖြစ်ပါတယ်ဒါတော့တစ်ခွက်ကောင်းပြီဟုတ်ပြီနော်ထိုက်စီ3လုံးမှန်တဲ့အလားလာရှိတဲ့အတွက်ကြောင့်ကျွန်တော်ထိုက်စီ3လုံးနဲ့ဒီထဲကပဲထပ်ပြီးတော့ကျွန်တော်ဒီထဲကပဲထပ်ပြီးတော့မင်း3ခွက်ရွေးချယ်ပေးတယ်ဒီရွေးချယ်ထားတဲ့အတွက်တွေကနေတစ်ခွက်ကောင်းအနေနဲ့ကတော့ဒီဒုညမှာတစ်ခွက်ကတော့တော်လေးအားကောင်းပါတယ်ဗျအဲဒီနေရာမှာပြန်ကြအနေနဲ့ရှိတဲ့ဟာတော့ဒီမှာပြန်ကြအနေနဲ့ရှိတယ်ပြန်ကြတွေကဘာပါလဲဆိုရင်နှစ်9ပါတယ်ဒီထဲမှာနော်ပြန်ကြအနေနဲ့ဒီမှာနှစ်9တစ်ခွက်ပါတယ်သူမြ9တစ်ခွက်ပါပြန်ကြဒါတော့ဒီအကွက်တွေကတော့ထစ်တဲ့နေပြန်ကြနော်ဘာလို့ပြန်ကြထစ်တဲ့နေဆိုရင်ကျွန်တော်ဒီမှာအပူသုံးမို့ကျွန်တော်9ပါဆိုင်ကရှိနေတဲ့အတွက်ကြောင့်ဒီထဲမှာလည်းကျွန်တော်ပြန်ကြအနေနဲ့နှစ်ကွက်ပဲရှိတယ်အဲဒီနှစ်ကွက်ကိုထည့်သွင်းပါတယ်နော်ဒါတော့လာနေတဲ့လာရှိတဲ့ဟာတွေကစားတဲ့အကွက်တွေကိုကျွန်တော်ရွေးချယ်ပြီးတော့ထုတ်ပေးတာဖြစ်တယ်နော်အဲဒီထဲကပဲမဆင်များကိုယ့်ရဲ့အကြိုက်တွေနဲ့တွေးပြီးတော့ထုတ်ယူပြီးတော့အသုံးပြုကြပါမယ်ကျင်memberဝင်များဒီကနေတခါလေးပြင်နေကျွန်တော် member GB မှာပို့ထားပါတယ်ဗျာနော်ဒီဟာလေးကိုဆက်ပြီးတော့ကျွန်တော် main web တင်တဲ့အကွက်တွေကိုတင်ပြီးတော့မနေ့ပြန်အမြဲယူကြမယ်ဗျဟုတ်ကဲ့ဒါဆိုရင်ဒီတော့ပါပဲနောက်ပြီးဒီမှာပြန်ဆောင်ကြတာပေါ့ဗျာနော်